မှာဖြစ်ပါတယ်ကျွန်တော်ဒီပွဲမှာတော့တိုက်ကြဲခိုင်းတာပေါ့နော် gameplay ကတော့အရင်မကောင်းပေမဲ့ကျွန်တော်ဗာတရားမှမသိရနဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုစပြီး try ပြီးလုပ်ကြည့်ရပါ gameplay အရင်မကောင်းတဲ့အတွက်လည်းတောင်းပန်ပါတယ်ခုဆိုရင်ကြည့်ပါဦးကျွန်တော်တို့အဖွဲ့မှာဆိုလို့ရှိရင်ချောင်းပါတယ်မီးရပါတယ်စမ်းပါတယ်ကတိတာပါတယ်ပေါ့ gameplay ရရင်တော့မဟုတ်ပေမဲ့ကျွန်တော်တက်နိုင်ဆုံးအကောင်းဆုံးတော့ဖြစ်အောင်ဆော်ထားပါတယ်ဒီဘက်မှာဆိုလို့ရှိရင်ကြည့်လိုက်ပါကျွန်တော် round နေရာမှာဆိုလို့ရှိရင် Hiroki နောက်ကောင်ထိရှိပေးပါပြီဒီနားမှာဆိုလဲလာတဲ့ဘေးတွေကိုကျွန်တော်တားရပဲတက်လိုက်ပါပြီဒီမှာဆိုကြည့်လိုက်ပါဒီဘက်တည်းအရန်လှတယ်နော်အိုးကောင်းပါတယ်ကျွန်တော်အဲ့ဒါပြီးတာတဲ့ကိုကျွန်တော် try ပါမယ် okay ဒီမှာကောင်းဝင်တိုက်တယ်ဒီနေရာမှာကြည့်လိုက်ဗျကျွန်တော် RD 3တာကိုဘေးဖြတ်သွားတဲ့ပုံစံလေးကြည့်လိုက်အိုးကျွန်တော်အဲ့ဒီရှောင်းပြီးတော့ flag ကနေတော့တုံးမိလိုက်တယ်ဗျကိုယ့်ကောင်လေးကြည့်လိုက်တော့လေ3ကောင်တော့ရှော့ okay အဲ့မှာတော့ပြီးနေပြီ enemy တင်းရအဲ့လီလာ damage ရန်ထွက်နေသူ့ရှာနေပြီကျွန်တော် attention တော့တောင်းနေဗျ okay ကဲအဲ့မှာကျွန်တော်လောရထားတယ်ဗျာကဲဒုတိယလောမှာလဲလီလာရန် damage ထွက်နေလို့သူ့ရှာနေကျွန်တော် attention တော့တောင်းနေရှင်မှာကျွန်တော်လောရသွားတယ်အဲ့နဲ့ကျွန်တော်ပြန်ပတ်လာပြီပေါ့နော်ကဲပြီးသွားတဲ့အချိန်မှာတော့ကျွန်တော်တို့အန်လိုက်ပါပြီကျွန်တော်တို့ victory ဖြစ်သွားပါပြီဟုတ်ကဲ့ပါကျွန်တော်အကောင့်လေးကိုလည်း like and follow လေးနဲ့လုပ်ပေးခဲ့ပါဦးအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ